မင်္ဂလာပါရှင်မိတ်တို့ YouTube channel ကအမင်စုစာဖြစ်ပါတယ်မမင်ဒီနေ့ကကြတော့ YouTube ကနေပစ္စည်းတွေဘယ်လိုမှာရမလဲဆိုတာပြောပြပေးချင်တာပါမမင်ဗီဒီယိုတင်လိုက်တဲ့ချိန်မှာပေါ့နော်ဗီဒီယိုရဲ့အောက်မှာဒီပစ္စည်းလေးရသေးလားပြီးတော့ဘယ်လိုဆက်သွယ်ရမလဲဘယ်လိုဆက်သွယ်မှယူလို့ရမလဲအရင်ငွေချေရလားပေါ့နော်အဲ့လိုမျိုးတွေမေးရဲအဲ့ဆိုရင်မမင်က comment တိုင်းကိုဒီ reply ပြန်ပေးမယ်ပေါ့နော် TikTok တို့ Facebook တို့လိုမျိုး noti မတက်ဘူးထင်တယ်ပေါ့နော်မမင်နောက်ထပ်ဗီဒီယိုတွေတက်တင်တိုင်းမှာလဲပေါ့နော်အမီးများတယ်မိကုန်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့မမင်းတခြားလေးရှင်းပြပေးခြင်းပါတယ်မမင်းရဲ့ဖုန်းနံပါတ်413343399950တို့ကိုဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ် Viber နဲ့မှအဆင်ပြေရဆိုရင်လည်း Viber မှာပုံလေးတွေပို့ပြီးတော့ပစ္စည်းလေးတွေစိတ်ကြိုက်ကြည့်လို့ရပါတယ် Telegram မှာကြည့်ချင်တယ်ဆိုရင်လည်း Telegram မှာပုံလေးတွေပို့ပြီးတော့စိတ်ကြိုက်မှန်လို့ရပါတယ်ရှင်မမင်းကမြို့ပေါင်း200နီးပါးကိုအရင်ငွေချေပို့ပေးပါတယ်အရင်ငွေချေမရောက်တဲ့မြို့တွေဆိုရင်လည်းကားကိတ်ကနေပို့ပေးပါတယ်ရှင်အရင်ငွေချေပို့ပေးတာမလို့စိတ်ချမှယူလို့ရပါတယ်ရှင်။မဲတာရတဲ့နေ့လေးတွေကိုပိုင်ဆိုင်နေကြပါစေရှင်။